ကျေးဇူးရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနတ်တလူသာသနာပြုစခန်းအပတ်စဉ်လေးတရားစခန်းပွဲ၌28ရက်3လ69ခုနှစ်တွင်ဟောကြားတော်မူသောတရားတော်နာယီတံတိတိလာမာရပံနာယီတံအပိနာထာမတာနိဗ္ဗာန်အဓိကံတာပံပါပဒုက္ခပမောသနာဒါတို့ဘုရားဟောတာလေပါပဒုက္ခပမောသနာဒုက္ခအာလုံးမှလွန်မြောက်စေတတ်သောဣတံနိဗ္ဗာန်ဤဖြစ်ပြမစာအငိမ့်တတိဟုသောနိဗ္ဗာန်ကြီးကိုအပိနာထာမတာအင်းအားမဖက်ပို့ပြည့်ပြည့်အားထိုးယူညပြည့်နာတိခန္ဓာပံမရောက်နိုင်မရနိုင်ဟုတ်ကလားမှန်ပါဗျာဟင်တို့မနေရတဲ့ဘူဒီမပါပဲနဲ့လေအားတော့အားထုတ်တာပေါ့ဟင်အဲ့ဒီအင်းအားမဆွဲရင်တော့ဘောပြည့်ပြည့်နဲ့ပြီးသွားပဲလို့ဆိုလိုတယ်အဲ့ဒီဘောပြည့်ပြည့်နဲ့မရောက်နိုင်ဘူးတဲ့ဟုတ်ကလားအဲ့တော့အင်းအားတော့သုံးတယ်တဲ့ဒါကအပိနာထာမတာသုံးတဲ့အင်းအားလေးကနည်းနည်းလေးမပုတ်ပုတ်သုံးလို့ရှိရင်လေနာအတိခန္ဓာကမရောက်နိုင်မရနိုင်ဟုတ်ကလားအင်းအားမသုံးလည်းမရနိုင်ဘူးသုံးတော့လေဘယ်နဲ့တော့ဟိုပါပေါ့ဟဲ့ဟင်တော့ဝက်တစ်ပြက်ထင်တယ်ဟင်အလုံးရင်းနဲ့မဟုတ်ဘူးဒီလိုဆိုလည်းမရနိုင်ဘူးတဲ့ဟုတ်ကလားဘာဖြစ်လို့တော့ဆိုတော့တို့အနာမတက်ကတန္တရာကအစွဲကြီးစွဲခဲ့တဲ့အစွဲကိုတို့ပြရမှာကြီးဟုတ်ကလားဗျာဟိုအနာမတက်ကမမြင်ဘူးပါဘူးဗျာခုနဲ့ပြောရင်ကိုမွေးကြတဲ့ကစွဲကြတဲ့စွဲထင်တယ်ဟင်အဲ့ဒါကြီးအခုမှပြရမှာဟင်အဲ့တော့ဘောပြက်ကလေးနဲ့ရမှာလားမရပါဘူးဗျာအားတော့သုံးပါတယ်မစိုးမပို့လေးနဲ့ကောမရပါဘူးဗျာဟင်ဖိတ်တဝက်စင်တဝက်နဲ့ကောမရပါဘူးအလုံးရင်းနဲ့မှရမယ်လို့ဆိုလို့တရားဟင်အဲ့ဒါဘုရားကိုယ်တိုင်ပြောတာပါလားဟင်နာယီတံတိတိလမာရပံနာယီတံအပိနာထာမတာဆိုတာတိတိလမာရပံဆိုပေါ့ကြောလောက်တာဆိုတာလေအပိနာထာမတာအားတော့တုံးနေနည်းနည်းလေးတင်ထုတ်တုံးတာကိုပြောဟုတ်ကလားဗျာဟင်ဒီတော့မရနိုင်ဘူးတဲ့ဘာလို့သူ့ဆွဲရနည်းနည်းမှာဟုတ်ဖဲဟုတ်ကလားဟိုအရေးကြီးတာတော့မကြိုက်တာကရေးမကြည့်ဘူးပေါ့လေမကြိုက်တာဆွဲတာသူရှိလားမကြိုက်တာပဲပြားဖို့လို့ဆွဲမှာဆွဲတယ်နဲ့ဟုတ်ကလားကြိုက်တာပါစဉ်းစားမှာကြိုက်တာတော့တစ်ခါကြိုက်လို့သူ့လိုက်ပြီးတော့အာယုံခံစားလိုက်တယ်တစ်ခါနဲ့ပြီးလားဘယ်နှခါတော့ဟင်ကိုကြိုက်တဲ့အာယုံတစ်ခုလေးဟုတ်လားထင်ရခဲကြိုက်သူကတော့ထင်ရဘယ်နှခဲရှိတော့ခဏတော့လက်ဖက်ကြိုက်တော့လက်ဖက်ဘယ်နှခါရှိတော့ဟုတ်ကလားဟဲ့အဲ့တော့တစ်ခုပြီးတစ်ခုဗျာဒီဘက်ငါးပြားစီကတော့မထမ်းမိကြည့်ရမယ်ဟိုဘက်ငါးပြားစီကတော့ပုံလို့ဟာဒီဘက်ငါးပြားစီကတော့ထမ်းမိလားဟာဒီဘက်ငါးပြားစီကမထမ်းဘူးဟိုဘက်ငါးပြားစီကတော့ထုံမလာပုံဗျာတစ်ခုဆွဲထားလိုက်တာအဲ့ဒါကြီးပေးရမှာဗျာဟုတ်ကလားအဲ့တော့အားနည်းနည်းနဲ့ရနိုင်ဘူးတဲ့ဟုတ်ကလားတို့ဒီနေရာမှာဟိုတရားမင်းသားဖပြောရမှာပေါ့လေတရားသားဖရာတွင်ရှိသေးဟင်ဟိုတို့ကာဝရိန်သားမှာရှိတဲ့တရားမင်းဆိုတာတို့ဘာလူပြရသွားတာပါပဲဟင်ဒါနမုတိလာမုတိဒီနှစ်ခုနဲ့ရောက်တာပါပဲအဲ့တော့သူမရောက်ခင်မှာအပူရဏမင်းတွေကအဲ့ဒီနေရာကနေတဲ့နေရာဗျအဲ့ဒီမှာအပူရဏမင်းတွေကိုဖယ်ရှားပြီးတော့သူတို့ကဝင်နေတာဟုတ်ကလားအဲ့တော့အပူရဏမင်းတွေကတတိယတဲ့ခါကျတိုက်ဟင်တရားမင်းကရှုံးတော့လည်းပြီးရဘူးဗျဟင်တရားမင်းကနိုင်တဲ့ခါကျတော့လည်းဟောအပူရတို့ကပြန်ဆုတ်ပေါ်ဗျဟင်အဲ့လိုကိုပြန်တော့ဘာရံကြားရံနေမှာပေါ့ဟုတ်ကလားဒီတော့တို့ဒီတော့ကြားရံနေမှာပါဘာရံကိုရှိရမတူပါဘူးဟိုမှာတော့ဘာရံကြားရံဟင်အဲ့ဒီမှာသူ့တရားမင်းကြီးရဲ့သားတော့၄ယောက်ရှိတယ်ဂေါရရတို့မန္တရာတို့ဆိုတာအဲ့အကြီးဖြစ်တဲ့သားကအေးဆက်ဆက်ကြီးတယ်တိုက်ချင်ဘူးကွာဟင်မတိုက်ချင်ဘူးအေးဆက်ဆက်လည်းပြင်နေတော့တရားမင်းကြီးကပြောတယ်သားတော်တို့မကြိုးစားပဲနဲ့ရောက်တဲ့နေရာရှိရင်အဖေကိုပြောကြသမ်းပါဆိုတာဟင်အဲ့ဒီမကြိုးစားပဲနဲ့ရောက်တဲ့နေရာများရှိလို့ရှိရင်အဖေသွားချင်လို့ဆိုတာဟုတ်ကဲ့ဟင်ခင်ဗျားတို့ဆောင်းကဓမ္မယုံလာတာတော့မကြိုးစားပဲနဲ့ခင်ဗျားတို့မရောက်ဘူးဟင်ဘယ်လောက်ကြိုးစားခဲ့ရတော့ဘယ်နှဘဝဘယ်နှလမ်းကြိုးစားခဲ့ရတော့ဟာမနေပါဘူး
မနေနေပြီးရောအဲ့တော့အဆောင်နဲ့ဓမ္မယုံတောင်မဲ့တော်တော်ကြိုးစားခဲ့ရတာခင်ဗျားတို့အစွဲစိတ်ခုရှိနေတဲ့လက်ရှိစိတ်နဲ့နိဗ္ဗာန်ကဘယ်လောက်ဝေးတော့ဟောဓမ္မယုံတော့ဝေးဘူးထင်ပါဓမ္မယုံနဲ့အဲ့ဒီဟာဘယ်ဟာဝေးတော့ဟုတ်ပါမလားဗျာဟိုကြောက်တော့ဓမ္မယုံတော့ဝေးနေထင်ပါဘူးဟင်အဲ့တော့တို့ဘယ်လောက်ကြိုးစားရမယ်ဆိုစဉ်းစားလေဟင်အဲ့တော့တို့အဖောင်းကဒီကိုလာတယ်ဒီခြေလမ်းတလမ်းနေဟိုမကြိုးစားပဲနဲ့လှမ်းလို့မရဘူးဟုတ်ကလားဗျာဟင်တဘဝမှထွက်မှာမဟုတ်ဘူးဗျာအဲကြိုးစားမှအဲ့ဒီဘဝဒီဘက်ကိုလှမ်းထွက်လို့ရတယ်ဟုတ်ကလားဗျာဟင်အဲ့ဒီမှလည်းအင်အားသုံးရတာပဲထင်တယ်ဟိဟုတ်ကလားဟင်ဓမ္မယုံသွားမှငါတရားကိုကိုယ်စိတ်နဲ့စိတ်နဲ့အားထုတ်ရမယ်ဆိုဒီလိုတရားလေးလည်းပါမှာဟင်အဲ့တရားနဲ့လာရတာပဲဟုတ်ကလားလာတော့ဓမ္မယုံဘယ်ဘက်မှာရှိတယ်ဆိုတာလဲတတိလေးအတထားရတာပဲထားတယ်လို့ပဲတရားဟိုတို့ဓမ္မယုံရှိတဲ့ဘက်ကိုကိုယ်အုပ်ခေါင်းကိုယ်ဘဝထိတ်တက်အောင်ကလည်းဒီတဲ့ဓမ္မတွေလည်းပါရတာဟုတ်ကလားဓမ္မယုံနဲ့ဆိုဘလောက်ဝေးသေးတယ်ဘယ်နေရာရောက်ပြီးဘယ်နာဆိုဓမ္မယုံဒီလိုပညာလေးလဲပါတာပဲအဲ့ဒီမှာလဲစိတ်ဘူးတင်ပါတယ်ရဟုတ်ကလားအဲ့တော့ဘယ်ရာမျိုးမဆိုကြိုးစားမှရတယ်ဟုတ်ကလားဗျာဟင်ကြိုးစားမှရဗျာမကြိုးစားပဲမရနိုင်ဘူးလို့ဆိုလို့ဗျာဟုတ်ကလားအဲ့တော့တို့လောကီကြိုးစားတာတွေကတော့ဟိုအနာနာရှိတဲ့လွယ်လင်းတကူကြိုးစားရတာပါဟုတ်ကလားဟင်ဟင်ဟိုဇီကုန်းကဇီတယ်ဒီဇီကုန်းကဇီဝယ်ကြိုးစားတာဘာခိမ့်မဟုတ်ညီနီးဟာတဲ့နေဒီနာဟာဒီနာခုနိဗ္ဗာန်ကဟာလှမ်းကြိုးစားရတာဗျဟုတ်ကလားဟင်နိဗ္ဗာန်ကဟာလှမ်းကြိုးစားရမှာကျွတ်ကြိုးစားရမှာကဟုတ်ကလားဗျာဟင်အဲ့လောက်ကြိုးစားအဲ့တော့တို့ဟိုအင်အားမပါတဲ့အင်အားမဆွတ်ဖက်တဲ့ပေါ့ပြက်မလဲကြောင်းနိုင်ဘူးဟုတ်ကလားအင်းအားတော့ပြင်သူပြောခဲ့တဲ့အားတွေကိုအသုံးတော်ချပါရဲ့ဟုတ်ကလားနည်းနည်းလေးထုတ်သုံးယုံနဲ့လေမကြောင်းနိုင်ဘူးတဲ့ဟုတ်ကလားဟင်ဒါအားထုတ်ပုံပြောတာလေအဲ့တော့တို့ဒီအားထုတ်တဲ့နေရာကြတော့စိတ်အားလားယုံအားလားဗျာဒါအဓိကပဲလေဟုတ်ကလားယုံအားကအဓိကမဟုတ်ပါဘူးစိတ်အားပါယုံကြည်ချက်ဆိုတာလေစိတ်မှာပါပဲရဲတင်းမှုဆိုတာလေစိတ်ပါပဲဟုတ်ကလားရှုမှတ်သင်ခြင်းမှုစိတ်မှာပါပဲပြီးတော့တည်ဓာတ်မှုဘယ်ကွယ်မှုဒါဆိုစိတ်အားတွေပြောတာလေဟင်စိတ်မှာရှိတဲ့အင်အားတတ္တိတွေကိုအသုံးချရလိမ့်မယ်လို့ဆိုလိုတယ်ဟုတ်ကလားဟိဘာဖြစ်လို့တို့ဆွဲစိတ်ကိုမှစိတ်ကဟင်လွှမ်းမိုးပြီးတားရမှာတယ်နဲ့ဟုတ်ကလားဆွဲစိတ်နေရာကိုတို့မှစိတ်ကအသာထိုးရမှာတယ်တဲ့အဲ့တော့တို့ဟိုရေချောင်းဖြစ်တဲ့ကျွန့်ပေးရင်ရေနဲ့ပြန်ဖေးမှသင်ကြတာတယ်ဗျာဟုတ်ကလားဟင်ရေချောင်းဖြစ်တဲ့ကျွန့်ပေးရင်ရေနဲ့ဖေးမှသင်ကြတယ်လို့စိတ်ကြောင့်ဖြစ်တဲ့အစွဲကိုလည်းစိတ်နဲ့ပြန်ဖေးယူနေရတာတယ်ဟိဒါမို့ဟင်ဒီစိတ်အားတွေကိုအဓိကထားသုံးရပါလိမ့်မယ်ဟုတ်ကလားဗျာပြီးတော့သုံးတဲ့နေရာစိတ်အားတို့ဘာလို့စိတ်ကိုသုံးရတယ်လဲမေးရင်ဝိပဿနာဆိုတာစိတ်လုံငန်းညာလုံငန်းဖြစ်နေလို့စိတ်လဲပါမှတယ်လေဟုတ်ကလားစိတ်ပါရုံနဲ့ပြီးဘူးညာလဲပါမှတယ်လားစိတ်လဲပါမှညာလဲပါမှဟုတ်ကလားစိတ်တော့ပါတယ်ညာမပါကလေးပွဲကြီးဖြစ်သွားမှာပေါ့ဟုတ်ကလားကလေးကမိဘနောက်ကလိုက်ပြီးတော့ပွဲကြည့်တာဟုတ်ကလားပွဲကြည့်သူပွဲပြီးတော့ပြီးမှာပေါ့တို့တော့ဇာလန်းသိသူသိလားသိဘူးဟင်ကြားတော့ပဲပြီးဟုတ်ကလားဟင်ကြားတာရဲ့ဟိုလက်လှူရှားမှုခြေလှူရှားမှုအတန်းဟန်တရနောက်မှာရှိတဲ့သဘောနဲ့သဘာဝကိုဒီကလေးသိပါဟင်သဘောနဲ့သဘာဝတွေမသိနိုင်ဘူးကလေးပွဲကြီးကလေလူကြီးပွဲကြီးကြတော့ဟန်တန်းဟုတ်ကလားဗျဟင်သူ့ရဲ့ပြနေတဲ့ပြချက်ကိုကြည်ရင်မတ်တတ်နဲ့သူ့နောက်မှာရှိတဲ့သဘောနဲ့သဘာဝကိုတမ်းမြင်တာအဲ့ဒါညာရဟုတ်ကလားအဲ့တော့တို့ဒီမှာလေးတော့အဲ့ဒီညာအားညာလေးပါဖို့ရာအတွက်ဒီစိတ်အား၅မျိုးထပ်သုံးရလိမ့်မယ်ထင်တယ်ဟင်
စိတ်အားထပ်သုံးရလိမ့်မယ်အဲ့ဒီစိတ်အားသုံးတဲ့နေရာမှာတို့အရင်ဘာသာပြန်ငယ်ဒုံကတော့ယောဂီတို့သဘောပေါက်အောင်ပွားဖို့မှုတတိနဲ့ဟုတ်ကလားအောင်မွေးမှုတတိဒီလိုပြောခဲ့တယ်ဟဲ့ဝင်တယ်ထွက်တယ်ဒါပွားဖို့မှုတယ်ဟဲ့ဝင်ပဲလို့နေတယ်ထွက်ပဲလို့နေတယ်ရှုွက်မှာကပ်ပြီးတော့အောင်မေ့နေတာအောင်မေ့တယ်သင်ခြင်းတယ်ပူပန်တယ်အတူတူတယ်ဟဲ့ဟုတ်ကလားဗျဒီတကားအတူတူပါပဲဟင်နှစ်ခုပြောထားကြတယ်တင်တယ်လေတန်ဃာတို့ပြီးခဲ့တဲ့ရပိုင်းတွေကဇန်နဲ့ပြောတော့ပွားဖို့မှုဝင်နေထွက်တယ်ကိုဝိတက်ဆိုတော့ပြောခဲ့တယ်တင်တယ်ဟဲ့ဟုတ်ကလားအာယုံအများကြီးတွေကတခုတည်းတော့အာယုံထင်ရှားတော့ဟုတ်ကလားတို့မဟုတ်ယောဂီတို့နဲ့ပြောရင်တော့ရှုခွင့်နဲ့မှတ်တက်အောင်လုပ်ပြီးနေတာဝိတက်ဖက်အဝင်နဲ့မှအထွက်နဲ့မှဖြစ်နေဟုတ်ကလားဟင်အဲ့ဒါကိုအာယုံအများကြီးတဲ့ကတခုတည်းတော့အာယုံထင်လောက်အောင်လုပ်ပြီးတာအဲ့ဒါပွားဖို့မှုတတိယတောင်းယူတယ်ထင်တယ်ဟုတ်ကလားအောင်းမိမှုတတိကတို့ပါတော့ဟဲ့ဒီဝင်ပဲလို့ထွက်ပဲလို့ထင်တယ်ဟဲ့အဲ့ဒါလေးကိုဇန်နဲ့ကြတော့ဝိကာရလို့သုံးထားတယ်ထင်တယ်ဟဲ့ကပ္ပိသုံးတတ်တာဟင်အဲ့တော့ဝိတက်ကတွန်းတင်ပေးလိုက်တဲ့အာယုံကိုပျောက်ပြတ်မသွားအောင်ဝိကာရကတောင်းယူပါသည်ဟုတ်ကလားဗျတို့ယောဂီတို့နေရာကပြောလိုက်လို့ရှိရင်တော့ရှုွက်နဲ့မှတ်စိတ်တဲ့နေတဲ့ရှုွက်နဲ့မှတ်စိတ်ကလေးကိုလွတ်ထွက်မသွားအောင်ကပ်ပုံတပ်ပေးနေတာဒါအောင်မွေးဖို့တရားတောင်းယူရတယ်ထင်တယ်ဟဲ့သူ့ကိုပဲဝိကာရတို့ကတော့ဒီမှာသဘောပေါက်လို့ဘာသာပြန်ပေးထားတာပါဟုတ်ကလားအဲ့ဒီပွားဖို့မှုတတိတို့အောင်မွေးမှုတတိနှလုံးထင်တယ်ဟဲ့တို့မို့အပြင်တတိအတွင်းတတိထင်တယ်ဟဲ့ဟုတ်ကလားဗျဇန်နဲ့ပြောရင်ဝိတက်နဲ့ဝိသရာထင်တယ်ဟဲ့ဟုတ်ကလားအဲ့ဒီတတိလေးနှလုံးရှိတဲ့ထဲမှာဝင်တယ်ထွက်တယ်အဲ့ဒါကတို့အစွဲပညာတွေဝင်ခွင့်မရအောင်သူညှုပ်ပေးနေတာလေသူစက်ပညာတွေဝင်ခွင့်မရအောင်အဲ့ဒါယောဂီတို့မှာလက်ထဲမှာရှိနေတဲ့စွဲစိတ်နဲ့စွဲစိတ်ကိုသူကပြုတ်တပ်ပေးနေတယ်ဟုတ်ကလားဒီနေရာလဲအာပါမထင်တယ်အာပါမဩငါလုံနေတာငါမှရှိတဲ့အစွဲတွေကိုပြုတ်နေတယ်လို့ယုံလဲယုံမှယုံကလည်းရဲမှာဟုတ်ကလားဗျာအဲသူကတောင်းယူရတယ်အောင်းမေးမှုတတိလို့ခေါ်တဲ့ဝိသရာကယောဂီတို့သိကျင်တဲ့ပရမတ်ကိုသူဖော်ထုတ်ပေးတာသူကတို့ညံပါအောင်လုပ်ပေးတာတယ်လေဟဲ့အဲညံဖြစ်အောင်ဟုတ်ကလားဗျာဟင်အဲ့ဒီမှတ်လို့ပြီးတဲ့ညာလေးအကောင်းလို့ဝင်ပဲလို့ထွက်ပဲလို့ဖြည့်ပြည့်နေမှတယ်လေဟဲ့အဲ့ဒါကိုမှတ်ညာလို့တုံးတယ်တို့သာနဲ့ပြောတော့တမာရညာပေါ့အဲ့ဒီမှတ်ညာအကောင်းမှအသိညာကပေါ်ရမှာဟုတ်ကလားဗျာဟင်အဲ့တော့သူကပရမတ်ကိုဖော်ထုတ်ပေးတယ်တယ်လေဟဲ့သူကပရမတ်ကိုဖော်ထုတ်ပေးတယ်ဟိုကအပြင်ကပွားဖို့မှုတတိကပညာကိုမြုပ်တတ်ပေးတယ်ဟုတ်ကလားအတွင်းကအောင်မေမှုတတိကပရမတ်ကိုဖော်ထုတ်ပေးတယ်ဒီလိုတယ်လေဟဲ့အဲ့တော့အပြင်ကပညာတော်မြုပ်ပေးနေပါတယ်ပရမတ်ကိုထုတ်မပြရင်ကောဟင်စိတ်ပါပါမလားညမပါစိတ်မပါတော့ဘူးဖူပေါင်ခဲလားကြာတော့ဟင်ဒီကြတဲ့တို့လဲချာပြီးကိုတော်ကြီးခိုင်းတဲ့အတိုင်းလဲလုပ်ပါတယ်ကွာရှေ့ကဟုတ်ဗျာရရင်လားကိုတော်ကြီးပေးလို့ပြောမဟုတ်ဘူးတဲ့ဒါဟုတ်ကလားဗျအဲ့တော့ဒီအောင်မိမှုတတိလို့ဆိုတဲ့ဝိသရာပေါ့လေကတ်သုံးတအားကမပါလို့ရှိရင်လည်းယောဂီတို့ညာမပါတော့ဘူးလေကလေးပွဲကြီးဖြစ်နေမှာပေါ့ကလေးပွဲကြီးပဲဖြစ်နေမှာပေါ့ဟုတ်ကလားအောင်မိမှုညာတော့ပါတော့ပေါ့ဗျာကိုဘက်ကအပြင်ကပွားဖို့မှုတတိကမှတွင်ပွားမပေးရင်ဟောဒီအပြီးတိုးနိုင်မှာမလားတိုးနိုင်ဘူးဒါကြတာတော့လေဟုတ်ကလားဗျာတဲ့တော့အပြင်တတိအတွင်းတတိတို့ဇာနဲ့ပြောတော့ဝိတက်နဲ့ဝိစာရဒီဟာလေးနှစ်ခုဟာပဲဖွားညာဖွားခဲ့လို့ထင်တယ်တွားရလိမ့်မယ်ဟုတ်ကလားဗျာအဲ့တော့ဘာဖြစ်လို့တော့တို့မနေ့ကပြောခဲ့တဲ့အတိုင်းဆိုတွေးခွင့်ပြေးခွင့်မရအောင်ထင်တယ်ဘာဖြစ်လို့တွေးခွင့်ပြေးခွင့်မပေးတယ်လဲလို့မေးရင်ခုနကအတားဆိုတာတွေးမှပေါ်တာလေလိုချင်တာကောမတွေးပဲနဲ့ပေါ်မလားအတွေးပေါ်မှလိုချင်စိတ်ပေါ်တာတခြားကိစ္စဖြစ်တရားကိစ္စဖြစ်ပေါ်ဗျာတွေးမှလာလိုချင်စိတ်ပေါ်တယ်ဗျဟုတ်ကလားပြီးတော့တို့နှလုံးမသားရစိတ်တို့အာမလို့အာမရစိတ်တို့မခံရင်စိတ်တို့လဲတွေးမှပေါ်မှာဗျအဲ့တော့ဒီအတားပြီးစွဲစိတ်ကိုအာဂရာပြုပြီးတော့တားနေတယ်ဆိုတော့ရုပ်ကိုသဘောပေါက်မှဟုတ်ကလား
အဲ့ဒါကိုတော့တွေးခွင့်မပေးတာယောဂီတို့ကိုယ်တိုင်သဘောပေါက်ပါလေဟုတ်ကဲ့ဘာကြောင့်လို့တွေးခွင့်မပေးရတော့လဲသူယောဂီတို့ကိုယ်တိုင်တွေးကြည့်ဟုတ်လားလိုချင်တာမှများတွေးမှသိတာမတွေးတဲ့လူချင်းစီဘောကုန်ပေါ့ဘူးဟုတ်ကလားဗျာတွေးမှပေါ်တာဟောမခရင်သိက္ခာကောဗျာကျွန်တော်တွေးမှပေါ်မှာပဲဟုတ်ကလားဗျာဟင်ပြီးတော့အဲ့ဒီလူချင်းသိကြီးနဲ့လှုပ်တွေးရောလားတွေးပါဗျာသွားပြီခင်ဗျားတို့ရန်ကုန်နဲ့ပြောရင်တော့ဟိုမဝင်ရဆိုတဲ့ကြက်ရှိခါထားတဲ့လောင်းဝင်လို့ခင်ဗျာရေပန်းဖာလိုက်ခါလိုက်ဦးမယ်ဟုတ်ကလားဟင်လူလာခကြီးမရောက်တဲ့ပြင်ရေဖန်းခါအောင်မယ်ခင်ဗျားတို့ခါလားဟင်နားလိုက်ထားကျန်လိုက်ထားပါတော့ဟုတ်ကလားပုံမှန်ဘယ်လောက်ကြီးရောသေးလားကြီးလားဟုတ်ကလားမဝင်ရပါဘူးဆိုတဲ့ကဟုတ်ကလားခဏကြီးတဲ့ဘယ်နေချင်းရှိပြီးတော့ဝင်လာဟုတ်ကလားအဲ့တော့ဟိုပရိကောလက်ပိုက်ကြည့်နေလားဟောတခါဝင်မှတခါဖမ်းတာပဲထင်တယ်ဟုတ်ကလားဗျာနာလာကြည့်လောင်လာကြည့်ဖြစ်မှာပေါ့ဘဝင်မှမငြိမ်တော့ဘူးဘဝင်မငြိမ်ရင်ထဲထဲရှိတဲ့အဘူနဲ့ပုတ်ကိုသူကလှုံ့ဆော်ပြီးတွေးကြောလူကြောပို့မှာပဲနားမှာပဲခင်ဗျားတို့ဟုတ်ကလားမနာမဘူးနဲ့နားမယ်ဟုတ်ကလားဟုတ်ပြမနာမဘူးနဲ့အဲ့ဒီလမ်းကြီးလိုက်တော့နားမှာပဲခင်ဗျားတို့ဟုတ်ကလားဗျာဟင်လမ်းမကြီးဟုတ်သားကိုဟုတ်ကလားအဲ့တော့တထိုင်အားထုတ်လဲဘာမှမရတော့ဘယ်နဲ့တော့တင်းပြီးချပြီရှင်ဟိဟိုတင်းချဟိတင်းတော့ဘယ်နဲ့တော့ဟင်ကိုအဘူးနဲ့ပုတ်ကဟောသူတင်းနေငါလျှော့သွားမဟဲ့လို့ရှိမှာလားဟိုကတော့ထွက်လာအောင်မယ်သူကကျိုးခေါ်တယ်လားဆိုပြီးတော့ဟင်ကတော့ထွက်လာလေဦးမယ်အဲ့တော့ဘယ်နဲ့တော့တင်းတော့ပူတော့ဘူးနာဟုတ်ကလားမဝင်ပါနဲ့ပြောတယ်ကဝင်လာတော့ဒုတိယပြီးကြတော့ကပုံမှန်ကြီးနဲ့တတ်ခေါ်လိုက်မှာပေါ့ခင်ဗျာဟုတ်ဗျာအဲ့တော့တထိုင်လာလဲဘယ်နဲ့တော့ပုံမှန်တာလော့လားတထိုင်လာလဲပုံမှန်တာလော့လားအဲ့တော့လေထိုင်ရင်မို့သူတို့ထုံးစံတိုင်းတော့သွားအောင်မှာပါလေဟုတ်ကလားမရတော့ရှိရတော့ရှိဟုတ်ကလားသူစခန်းဝင်မယ်လို့ပြောထားတယ်ဥစ္စာကြီးဟုတ်ကလားဟုတ်ဗျာအဲ့တော့လေဟိုထိုင်ရင်တော့သွားအောင်မှာပါလေဆိုတော့သွားတာတို့ဟွာလာရဲ့ထဘိုးကုံနဲ့ဟာကြီးပဲလို့တော့ဟိထဘိုးကုံနဲ့ကြီးယုံတော့ပဲလို့တော့ချီမြောက်ယုံလာလားတရွတ်တိုက်ဆွဲတာလားဟုတ်ဟေးလာတာဟင်တရွတ်တိုက်ကြီးလာတာတဲ့ဟိစိတ်မပါလည်းမပါနဲ့ဖြစ်ပြန်တော့ခဏတော့ကြားသိဖြစ်သွားပြန်ပြီဟုတ်ကလားဗျာအဲ့တော့မထူးသည်လေးစိတ်ဓာတ်ကကြလေးတဲ့ဟိဟုတ်လားစိတ်ဓာတ်ကြလေးတို့ဘက်နဲ့တော့ဟိုထိုင်မပြင်းမှုပေါ်လေးတဲ့အဲ့တော့ဒီစိတ်ဓာတ်ကြတာလဲတွေးမှပေါ်တာပါမတွေးဘဲနဲ့မပေါ်ပါဘူးဗျာဟုတ်ကလားပြီးတော့ဒီမှာဟိုတို့တဏှာနဲ့ရှင်တဲ့စိတ်ဟာအခန်းကိုကြိုက်တာကိုဗျအဲ့တော့ယောဂီတို့ကမှရှုွက်ထဲကအခန်းကိုဖော်ထုတ်မပေးနိုင်တော့ဘယ်လိုစိတ်ကစိတ်ပါလားဟိစိတ်မှပါညံပါဖို့ကတော့ဝေးပြီအဲ့တော့ပြန်စိတ်ဆိုတဲ့တောင်တင်ရင်မရအတွေးမပါဘူးလားသူကတော့အတွေးကိုမှအတွေးဗျာပြောမနေနဲ့ဟုတ်ဗျာပြန်စိတ်တော့ကဘာပါမလို့ဘယ်တော့ကဘယ်လိုမလုပ်ခဲ့လို့ဘယ်ရက်လောက်ကတော့ဘက်နှင်းနဲ့ခုချိန်ဆိုရင်တော့ဟိုနောက်ဘဝတောင်ဟုတ်မှာမဟုတ်ဘူးရက်ပိုင်းနဲ့ပြောတော့မှထင်တယ်ဖယ်လောက်ကလာငါဖီလောက်ခဲ့ရင်းနဲ့လာတော့မှထင်တယ်အရက်နဲ့ဖယ်ကျော်တော့ဖယ်လောက်ကနောင်တရီလာတော့မှထင်တယ်ဘယ်တော့မှစကြတဲ့ကလာဘယ်လိုလေးလောက်ခဲ့ရင်းနဲ့လာလိမ့်မယ်ထင်တယ်အဲ့ဒီနောင်တကတွေးမှပေါ်တာမဟုတ်လားမတွေးဘဲနဲ့ပေါ်မလားအတားအတွေးကနေပေါ်နေတာခဏတခြားပေါ်တာမဟုတ်ဘူးဒါမှတွေးခွင့်မရအောင်မခိုင်းတာတဘောပေါက်သလားအဲ့တော့ဘယ်တော့ကဒါဘယ်လိုလေးကငါဟိုလုတ်ခဲ့ရင်ဘယ်တော့ကဘယ်လိုလေးပြီးဆဆနဲ့လုတ်ခဲ့ရင်ဘယ်တော့ကဘယ်လိုလေးဖိနဲ့လုတ်ခဲ့ရင်ဆိုတာဒါအတွေးတွေမဟုတ်လားအတွေးတွေပေါ်လာလို့ရှိရင်ဒါအတားဖြစ်ပြီပဲဟုတ်ကလားဗျပေါ်မှာပဲခင်ဗျအဲ့တော့ဒီတိုင်းကြီးအာထုတ်တော့ကိုတတိကိုရောယုံအောင်မလားဟိုကျင့်တဲ့ဖြစ်တဲ့မိကိုရောယုံအောင်မလားအဲ့တော့ငါဖက်အာထုတ်ရကောင်းမလားပြန်ကောင်းတယ်မှာလေဟုတ်နောက်ဖက်အားထုတ်ရကောင်းမလားဒီတိုင်းကတော့ဆက်မခံနိုင်ဘူးဟုတ်ဘာမှမဖြစ်ဘူးနဲ့အဲ့တော့ဒီဒွိဟာသိဆိုတာကတွေးမှဖြစ်တာမဟုတ်လားမတွေးဘဲနဲ့ဖြစ်သလားမဖြစ်ဘူးရတွေးမှဖြစ်တာအဲ့တော့ဒီအတား၅ချက်ဆိုတာအတွေးကိုမြည်ပြီးဖြစ်နေတယ်ဆိုတော့ယောဂီတို့ကိုယ်တိုင်သဘောပေါက်ပါ
ဟုတ်မဟုတ်လဲယောဂီတို့ရှုပ်တဲ့ကြည့်ကြည့်ပါမှာမှန်ပါဗျာဟင်တို့ပြောလို့မှန်လားဟင်ဟာကိုတွေ့လားဟင်ခင်ဗျားတို့အဲ့ဒီနေရာမှာပြောရမှာပါတော့အတားဘက်ကတန်လို့ရှိရင်တော့အိမ်ပြန်ပို့လိမ့်မယ်နော်ဟင်ဟုတ်ကဲ့ယောဂီတို့ခုနကတွေးချိန်ကူမရအောင်ပြေးချိန်ကူမရအောင်ဒလသတယ်ဟဲ့ဟိုဘက်ကပွားပူအားနဲ့ဒီဘက်ကအောင်မေးအားတယ်ပွားပူအားတော့ရှိတယ်အောင်မေးအားမရှိရင်ကလေးပွဲကြီးပဲဖြစ်နေမှာပဲဟုတ်ကလားတော့ဟိုဘက်ကပွားပူအားဝင်တယ်ဒီကဝင်ဖယ်လို့နေတယ်ထွက်တယ်ထွက်ဖယ်လို့နေတယ်သူတို့နှစ်ခုသာအပွေးအယူညီခဲ့လို့ရှိရင်အသွားဘက်ကမတန်းနိုင်ဘူးလားသူတွေးချိန်ကူနည်းနည်းမှမရအောင်လို့ရမှာတယ်ဟင်မျက်စိနှလုံးနိုးထားစိဟာဟင်တို့အနာယူချိန်ကြည့်အောင်လေအဲ့လောက်ကိုဒလသလုပ်ပြရမှာဒီလိုဆိုအသွားဘက်ကမတန်နိုင်ဘူးလားအသွားဘက်ကတန်ရင်ခဏနှိပ်ဖန်ဖို့လေဟုတ်ကလားအတားဘက်ကတန်ရင်အိမ်ကြံဖို့လေဟုတ်ကလားဟင်အဲ့တော့အသွားနဲ့အတားစိတ်ကစားသင်္ကားပဲလိုက်မလဲလို့မိမထင်တယ်အသွားနဲ့အတားသာစိတ်ကစားနေကြတာထင်တယ်ယောဂီတို့ကဘယ်လိုက်မလို့ပြောသူက3-4ယောက်ရှိတာမပြောသူကအတားဘက်ကနေကြတာရှိတယ်ဟာဟုတ်ဗျာပြောသူကဘယ်နှယောက်ရှိုံ3-4ယောက်ပဲတန်ကြလိုက်ပါတယ်ဟင်ဘယ်နဲ့တော့အသွားဘက်ကလိုက်မလားအတားဘက်ကလိုက်မလားခင်ဗျားတို့မခံရင်လို့ထားအော်တာနေတော့ပါပဲထားလို့ဒါလည်းမခံရင်လို့ထားအော်တာဒီပါပဲဗျာအတန်ကြီးတော့ခဏနာပါပဲတိတ်ခါမှမမိုးပါဘူးဘယ်လိုတော့ဟင်အသွားနဲ့အတားဟုတ်ကလားစိတ်ကစားသင်္ကားဘက်လိုက်မလဲနေထားကိုသူများမမေးပါနဲ့ကိုမေးသားမှာဟုတ်ကလားတကားခုနကအတားတန်နဲ့အသွားတန်တယ်အတားတန်တော့အိမ်ပြန်ဖို့ဟုတ်ကလားဟုတ်ကလားအသွားတန်နိဗ္ဗာန်တို့လမ်းတစ်ခုလည်းခင်ဗျားတို့ခွာတယ်ရွေးထားတိုက်တလန်းလိုက်ဟုတ်ဗျာတို့အသွားဘက်ကတန်လို့ရှိရတော့နိဗ္ဗာန်တို့ထောင်ရောက်ဟုတ်ကလားအတားဘက်ကအတွေးတွေကတန်းလာပြီဆိုတော့အိမ်ပြန်ဖို့နေတယ်ခဏဆွဲသိကဟုတ်ကလားအဲ့တော့လမ်းတစ်ခုကပေါ်ပြီထင်တယ်ဘယ်လမ်းလိုက်မလို့မြင်ဘူးလို့လားနိဗ္ဗာန်ကဟုတ်အိမ်ကဖိတ်ချတယ်အခုသွားခုရောက်တယ်ဟုတ်မတိကြတာမလုပ်ချင်တာမှလည်းတိကြတာလုပ်ခမ်းပါဟုတ်ကြောက်ဖူးရနိဗ္ဗာန်ကြောက်ဘူးအိမ်ကတိကြတာလုပ်ကြခမ်းပါဘယ်လိုပြည်တဲ့ကြောက်တော့ပါတယ်ဘယ်လိုတို့နောက်ကဟောဟုတ်ပြီပြောင်းมาတယ်ဟိုလည်းပြောင်းมาတယ်ဘယ်လိုတို့ကတော့ပြောင်းมาကြတာဗျာရောက်မှမရောက်ဘူးလားမသွားတော့ပေါ့ဟိုရောက်မှရောက်ဘူးနဲ့ဘယ်လောက်ဝေးတော့မရောက်ဘူးတော့ဘယ်လောက်ဝေးတယ်လို့သိလားဘယ်လောက်နည်းတယ်လို့သိလားဟုတ်ကလားသိမှမသိတာကြီးသွားဟုတ်ဘယ်လိုက်ရောက်လို့ရောက်မှလည်းမသိဘူးဟုတ်အိမ်ကအခုကားငါသွားခုကိုရောက်တို့ဒီကားဟာတွေကိုချီရင်သွားခုရောက်တန်းလို့ဟုတ်ကလားတန်းနမရောက်ရဘာလို့တော့ဆိုရွာပဲဖြစ်မယ်ဘယ်ရောက်ပဲတဲ့တော့ဘယ်လိုဗျာအဲ့တော့လမ်းတစ်ခုလည်းခင်ဗျားတို့ဖော်ပေးပြီးပြီပဲလေဟုတ်ကလားအသွားတန်ရင်တော့လိပ်ပါမယ်ဟုတ်ကလားအတားဘက်ကတန်လို့ရှိတော့အိမ်ကြားမှာပဲနာတစ်ခုပဲရှိတယ်ဟုတ်ကလားဗျာအဲ့တော့တို့ဒီအသွားနဲ့အတားဒီဟာမှာတို့အသွားဘက်ကတန်စီခြင်းရင်သူ့နောက်ကဒီအားတွေပို့ရမှာအားတတ္တိဒီဟုတ်ကလားအားဆိုတတ္တိထင်လေအဲ့တော့သိတ္တအားတတ္တိဟုတ်ကလားယုတ်ကတော့သူကခေါင်းဆောင်မဟုတ်ပဲဗျသိခဏလိုရချတာသူစဉ်းစားမနေကြမှာနဲ့ဟုတ်ကလားယုတ်ကတော့နောက်လိုက်ပါဗျသူကတော့ဟိုထိုင်ပါဆိုထိုင်ပါတကဝသိကလေးကပခုံးပုတ်ပြီးတော့ပြန်အောင်ဆိုကွာဆိုပြန်လာဟုတ်ဗျာသူကတော့နောက်လိုက်သူစဉ်းစားမနေနဲ့ဟုတ်ကလားရုပ်ထိုင်မလို့ခြင်းစိတ်ထိုင်လို့ခြင်းဟုတ်ကလားရုပ်အားကိုထုတ်သုံးတာတဲ့စိတ်အားကိုထုတ်သုံးပေးသားမှာဟုတ်ကလားဗျာအဲ့ဒီစိတ်အားထုတ်သုံးတဲ့နေရာမှာတို့မနေရတော့ယုံကြည်ချက်ဆိုတဲ့အားကိုအရင်ပြောတယ်ခင်ဗျသူဒီအရေးကြီးဆုံးပဲဟုတ်ကလားယုံကြည်မှရဲတင်သည်
ဟုတ်ကလားတော့ရွာတယ်လည်းပြောလေးပြောထားစွာဟိုကွာမင်းမယုံမရဲမလို့စမ်းပါနဲ့ကွာယုံမှရဲတာဟင်မရဲတာမှန်သမျှမယုံလို့ကြီးတယ်မှတ်တော့ဟုတ်ကလားမယုံမရဲလို့ပြောထားတာယုံရင်ရဲတော့ဗျာဟုတ်ကလားအဲ့တော့တို့ယုံကြည်မှရဲတင်းတယ်အဲ့တော့တို့ဒီတရားအားဒီအရေးကြီးဆုံးပဲဟုတ်ကလားဘုရားရှင်ဟောတဲ့တရားတော်တွေမှာထိတ်ဆုံးကဟောတာမှန်သမျှအရေးကြီးဆုံးလို့ထိတ်ဆုံးကထားဟောတာကြည့်တယ်ပဲပယ်တရားရှိတဲ့သူထိတ်ဆုံးကထားဟောတယ်ဟုတ်ကလားဖောင်တရားရှိတဲ့ထိတ်ဆုံးကထားဟောတယ်ဟုတ်ကလားဟိအဲ့တော့ယုံကြည်ဖို့အရေးကြီးဆုံးဘသူယုံမှတုံးတို့အရင်ပြောဟင်ဘုရားဟောတဲ့နီးဟုတ်ကလားဟိဟင်ပြီးတော့ဒီနီးကိုင်းဖြစ်တဲ့ဆရာသမားထင်လေဒါကအပြင်ကမိတ်ဆွေပါဗျာအရေးကြီးတာတော့ကိုတတ်တိကိုထင်လေဒါတော့ကိုနဲ့အမြဲပါမယ်ဟာထင်ပါဗျာကိုမိတ်ဆွေပါဗျာအတွင်းနေပါဗျာအရေးကြီးဆုံးပဲကိုတတ်တိကိုလေအရေးကြီးတော့အဲ့တော့တို့ဒီတရားအားမှာမနေ့ကတော့အရာသားရဲ့တာသားရဲ့ဘူရဲ့ဒီလိုခွဲထင်လေဟုတ်ကလားဗျာအရာသားဆိုတော့တို့ခုဟိုတာမန်သိနေကြသိပြီပေါ့ဗျာဟင်တာမန်ယုံကြည်တဲ့တရားပေါ့တို့ဟိုအားရရဲ့ကလေးဟင်ဟိုຫນွေလေးဟင်နတ်တူတော်ရစကန်သွားပြီးတော့တို့ဟိုရနိုင်တော့တရားအထုံးဟေးဒါလည်းယုံလို့ထင်လေဟုတ်ကလားအားရရဲ့အလကားနေမဲ့သားဟုတ်ကလားပူဖို့ပါမဲ့အလုပ်ကလေးဒီတော့ခင်ဗျားတို့ယုံရမှာပဲဟုတ်ကလားပြီးတော့တဲ့အလုံးမအားတဲ့ပုဂ္ဂိုလ်ကလည်းအိုးအလုပ်ဒီဟိုမွေးကြရပေတိလုံနေရတော့ဟိုရွာတွေကလုံဟင်မအားရင်ဘယ်တော့မှမအားဘူးအားမှပဲအားတာရွာထဲမှာဟုတ်ကလားဟင်ကိုအားချင်မှအားလို့ရတာဟုတ်ကလားကိုမအားဘယ်တော့မှအားဘူးခဏတော့ဘယ်တော့အားမယ်ထင်လို့ဟုတ်ကလားဟင်ကျွတ်တို့ရွာတွေကျွတ်တို့မျိုးတွေမှာအားရှိလို့တည်တယ်မှာဒါပဲတော့မရှိဘူးဟင်မအားရကြရတည်ရတာကြီးတယ်အဖိုးလည်းဖွားလည်းမအားရကြရတည်သွားတာအဖိုးဖွားဖြစ်လို့များအားမထင်လိဟင်အဖိုးနဲ့တောင်အောင်ဖွားနဲ့တောင်ကိလေသာခိုင်းနေသေးတယ်လောကသေးတယ်သူတို့လည်းဟုတ်ကလားဗျာအဲ့တော့တို့မအားဘူးဆိုလို့ရှိရင်တို့မလုပ်ရရုံရှိမှာပဲဟုတ်ကလားအဲ့တော့တို့သာသနာနဲ့ကြုံတုံးဟုတ်ကလားဖရာဆုံးမလေးကိုတို့ရနိုင်တဲ့နီးနဲ့တို့အားထုတ်မယ်ဆိုဒီလောက်တော့ခင်ဗျားတို့ယုံတာပဲဟုတ်ကလားဒီလောက်ယုံပြီးလာကြတာဒီကြီးတဲ့ပဲယုံကြည်ချက်မရှိဘဲနဲ့မလားဘူးဟုတ်ကလားဗျာဒါတော့ခင်ဗျားတို့အရသာတရားလောက်ပဲရှိသေးတာပဲဟင်အရသာတရားကနေတို့စိတ်ထဲဝင်ရတယ်ထင်တယ်ဟိဟုတ်ကလားခုနပြောတဲ့ဟိုအသွားနဲ့တားထင်တယ်ဟိဟုတ်ကလားဟိတို့မို့ဟိုဒီဘက်ကဇံအုပ်စုနဲ့ဟိုဘက်ကအတားအုပ်စုထင်တယ်ဟုတ်ကလားဟင်ဇံအုပ်စုနဲ့အတားအုပ်စုဟုတ်ကဲ့သူတို့ဒီတိုက်ခိုက်နေတဲ့နေရာတဲ့တို့ဝင်ရမှာတယ်ဟိအတာအုပ်စုကတို့ပညာနယ်ပယ်မှာအတ္တနိုင်ငံတော်တင်တယ်ဟိအဝိဇ္ဇာနိုင်ငံတော်ထူတော်မှာဟင်တို့ကပရမနယ်ပယ်မှာအနတ္တတင်တယ်ဟိဟင်အနတ္တနိုင်ငံထူတော်ဖို့ဟုတ်ကလားအဲ့တော့ဒီလိုသူ့ဝါဒကိုဝါဒနဲ့ရှိတဲ့တဲ့တို့ကဒီအနတ္တဝါဒဟုတ်ကလားဝိဇ္ဇာနိုင်ငံတော်တင်တယ်ဟိပရမနယ်ပယ်မှာတင်တယ်ဟိအဲ့ဒါကိုထူတော်ဖို့ဆိုဟောယောဂီတို့ဝင်လာတတ်တဲ့ဝင်လာရှိသေးတယ်ဟုတ်ကလားအဲ့တော့တတ်တဲ့ဝင်လာတဲ့ကယောဂီတို့ဘယ်နဲ့တော့ဘယ်အဆင့်ကဝင်ခဲ့ကြတော့ဟုတ်ကလားဟင်ဘာလို့တတာအဆင့်ဖြစ်တော့တတာအောက်ဆင့်မရှိတော့လို့ပါဟုတ်ဘာလို့တတာဖြစ်ရတော့ဘယ်လိုပြောအဆင့်မရှိတော့လို့ပါအဲ့လိုပဲပြောပါဗျာအဲ့တော့တတာကနေခင်ဗျာဘူဖြစ်ဖို့ဆိုတာတော်ရောတတ်တယ်ခင်ဗျာဖြစ်ပါဗျာဖြစ်နိုင်ဘူးခင်ဗျာတော်ရောအင်အားနဲ့ဖြစ်မှာကမဖြစ်ပါဘူးဗျာဟုတ်ကလားတတ်သားကဘူတက်ဖြစ်ရမှာကိုဟင်တတ်သားနဲ့ဘူကြားကိုဟောမရှိသေးတယ်ဟင်ဟိုသာချင်းဆိုလားတတ်ကြတယ်လေဩမတတ်ကြတောင်တတ်ကြကြီးချက်ချင်းဖြစ်သလားမတတ်ကြဒူတတ်ကြဟင်အဲ့တော့ဒီတို့ရိုးရိုးတတ်သားကဟိုတတ်ကြကြီးဖြစ်ဖို့ဆိုတာမလွယ်ပါဘူးဗျာဒီလိုဒီလိုလည်းမလွယ်ပါဘူးဗျာဘယ်လိုလွယ်လားမလွယ်ဘူးဗျာတော်ဘယ်တော့ဟေးမလွယ်ဘူးဗျအဲ့တော့တို့သူ့ဖွဲ့စည်းပုံတိုင်းဆိုရင်တတ်သား10ယောက်မှတတ်ကြ1ယောက်ဖြစ်တာဟုတ်ကလားအဲ့တတ်သား10ယောက်
တကြတယောက်ဟုတ်ကလားဆယ်စုစုမှဘူဖြစ်တာတရားမှဘူတခုတင်လေတရားမှတယောက်ကိုဘူလို့ပြောဟုတ်ကလားတိတိချင်းကိုဘူပြောတာမဟုတ်တရားမှတယောက်ကြမှာဘူဖြစ်တာဟုတ်ကလားအဲ့ဒီဘူဒီကတော့7ယောက်10ခုကိုတရားတစ်ဆယ်အဲ့ဒီမှာဘူဖြစ်တယ်ဆိုသူ10ခုမှတိုင်မှုဘူမှုဖြစ်တာဟင်1100ထင်တယ်1100ယောက်မှဘူမှုဖြစ်တယ်ခင်ဗျဟုတ်ကလားအဲ့လို10ခုပေါင်းလို့တိုင်ရင်10ခုဆိုရင်11000ထင်တယ်ဟဲ့ဓမ္မတခုဖြစ်တယ်တမမှုဖြစ်ဖို့11000မှတယောက်ပဲဖြစ်တယ်အကုန်လုံးပဲနဲ့တမမှုဖြစ်ပဲဖြစ်နေမှာမဟုတ်အဲ့တော့ဘာလို့အကုန်လုံးတကြကြီးတွေဖြစ်နေမှာမလား10ယောက်မှတယောက်ဖြစ်နေတာလားအဲ့တော့ဒီ10ယောက်ထဲကနေပြီးတယောက်တကြကြီးဖြစ်ဖို့အားဒီ10ယောက်တဲ့ကိုအာတာမထင်တယ်ဟဲ့ဟုတ်ကလားဒီ10ယောက်ထဲမှာသူဒီအသာဆုံးအစွာဆုံးဖြစ်မှခင်ဗျားတို့တကြကြသူရမယ်တကယ်လို့တကြရာသူလွတ်လပ်ခဲ့ရင်ပေါ့လေဟုတ်ကလားလွယ်သလားမလွယ်ပါဘူးဗျာဒီလိုတော့ပဲတော့ဘယ်လောက်လိုက်မလို့ဘယ်လိုအပေါ်ပဲရောစိတ်ဝင်နေအော်ရပါထမကွာမဲဟာလာဖြစ်ချင်တာပြောတာလားဖြစ်နေတာပြောတာလားအဖြစ်ချင်တာပြောနေတာတဲ့ဟိတ်ကောဖြစ်နေတာမဟုတ်ဘူးဖြစ်ချင်ရင်ပြောတော့ဖြစ်နေတာပြောတာဟုတ်ကလားဟိအဲ့တော့ဒီတက်ကြဖြစ်ဖို့ရတော့10ယောက်ထဲမှာသွားမှဖြစ်တယ်ဟုတ်ကလားဟိတကယ်လို့ဘူဖြစ်ချင်လို့ရှိရင်တော့တရားထဲမှာသွားမှဖြစ်တယ်ဟုတ်ကလားဟိတက်ကြ10ယောက်ဘဝယူရမှာတယ်ဟိတက်ကြ10ယောက်ဆိုတော့ဟိုတရား30မဟုတ်ဘူးလားတမကတော့ဘူဖြစ်မယ်ဟုတ်ကလားဗျာအဲ့လောက်ကိုစိတ်ဓာတ်ယုတ်ဓာတ်ဟုတ်ကလားဗျာစိတ်ဓာတ်ထဲမှာလဲခုနပြောတဲ့အာငါမျိုးရဲ့အင်အာတတိဟုတ်ကဲ့အဲ့ဒါသုံးရမယ်အဲ့တော့သူသာတော့ဘယ်နဲ့တော့ဟဲ့စေတန်းစတင်နာဆင်းကဘယ်ညာထင်းလဲအဲ့ဒီကနေသွားတာဒီလေဝင်တဲ့ထွက်တဲ့ဒါလည်းဘယ်ညာပဲထင်မှာပါပဲအတူတူပဲလားခုပဲလေတော့ဘယ်ညာပဲလားဟုတ်ကလားစီရန်ရောက်လားဘယ်ညာပဲလားဟာဘယ်ညာပဲရှိသေးတယ်လားဒါရောက်လာစီရန်ဟာတန်တော့ဘယ်နှန်းခုမှဘယ်ညာလို့အထုံးမှာပဲဆိုခမတို့လွတ်လာရေးသားကသာနဲ့ပြောရင်ဘယ်ညာကိုမသိလို့တဲ့တစ်ဖက်ကိုကောက်ယူထုံးထားရတယ်တစ်ဖက်မျက်ထုံးထားကောက်ယူချီတော့မျက်ချီတော့ဘယ်ညာကိုမသိလာတဲ့အခုကိုပဲတော့ဘယ်ညာတော့မမလားကောက်ယူချီတော့မျက်ချီတော့ဖက်ဒီမှာပါဗျာခမရတို့မမထင်သေးပါဘူးဟုတ်ကလားဘယ်လိုညာမြောက်လို့မြောက်ဘူးဗျာညာကိုဘယ်မြောက်လို့မြောက်ဟိုကဘယ်လိုမှတင်နံပေးလို့ရတော့ကဲကွာမင်းတို့ဘယ်နဲ့ညာမသိလို့ရှိရင်ဆိုပြီးတော့တစ်ဖက်ကိုကောက်ယူသိပေးထားတယ်ချီတလုံးတစ်ဖက်ကိုမျက်ချောက်သိထားတယ်အဲ့တော့ဘယ်ညာအမဲသာဆရာကရှိရကောက်ယူချီတော့ငါချီတော့ကောက်ယူချီတော့မျက်ချီတော့အဲ့တော့သူသိတယ်မို့ဗျာအခုကဘယ်လိုမညာမှမလားမနေ့ကပဲလာလျှောက်ပြီးဝင်လေသူမှကြည့်တယ်အထွက်ဖြစ်နေဆိုထွက်တယ်လို့မှတော့အဝင်ဖြစ်နေမနေ့ကပဲကတော့လာလျှောက်ပြီးတယ်ကောရုပ်ချီတော့မျက်ချီတော့ကခဗျာတို့ဟာဗျာခဗျာတို့ဟာဒီနားကိုပြီးမဟုတ်သေးပါဘူးခင်ဗျာရီးတော့မေးအဲ့ဒါလာလျှောက်တဲ့ယောဂီရှိသေးတယ်ဗျဝင်လေသူမှတော့ဟိုအထွက်ကြီးဖြစ်နေလို့တယ်ထွက်တယ်လို့မှတော့ဝင်ကြီးဖြစ်နေလို့တယ်ဟာကောရုပ်ချီတော့မျက်ချီတော့ကိုတော်တော်လောက်ယူရလေခင်ဗျာတို့ဟာလေမရလဲရှိအဲ့ဒီလွတ်လာရေးဖြစ်တုန်းကဘယ်ညာမသိတဲ့ဟာတော့ဒီကနေ့ဘူတက်ဖြစ်နေပါပြီဒီနေ့ဘူချုပ်တွေဖြစ်နေပါပြီဒါတို့ယုံကြည်ချက်ထင်တယ်ရဲတင်းချက်နဲ့သူတို့လည်းလောက်ရတာပဲချက်ချင်းဘူတက်ဖြစ်တာမဟုတ်ပါဘူးဟုတ်ကလားအဲ့ဒီကျင်ရတာအဲ့တော့တို့ဒီကျင်တော့ဝင်အေးပြီးထွက်ငွေပြီးသိမှာပဲခင်ဗျာဒီလောက်တော့သိပါလားဒီလောက်တောင်ဟောပါနောက်တော့အေးလှုပ်ဒီလိုထင်တယ်ဟဲ့ငွေလှုပ်ပါပလားဟဲ့လှုပ်ဆိုတာနဲ့ဖြစ်ပြတူတူထင်တယ်အမဲတရစ်တော့တက်လာပြီဒုတက်ကြ
တကြကြီးဟုတ်သေးဘူးထင်တယ်ဟင်ဘာလို့ခုကောတို့ယောဂီတွေကဘယ်ခင်းတော့ဟာဒုတကြတော့ဖြစ်နေတယ်ခတ်ငါတို့ဟုတ်ကလားဗျာဟင်တရားဒုတကြတော့ပဲရှိသေးတယ်ရှုဖို့ဒါလဲရွှေမတ်တနဲ့ထင်တဲ့ထင်မြင်တဲ့မြင်ဟုတ်ကလားအေးလို့ငွေလို့ကြီးကိုထင်ရှားတဲ့ထင်ရှားနေပြီဆိုရင်ဘယ်လိုတကြတော့သာမွေးတော့အောင်ပါပဲဟုတ်ကလားဒီကနေပြီးဝင်တခါတဲ့တန်တန်နမိတ်နေတော့ဖက်တန်တန်နမိတ်နေတော့ဟုတ်ကလားဒီလိုကြီးကိုအယောင်ဟုတ်ကလားတန်တန်ဟုတ်ကလားကိရိတာအဝေးနီးတိုင်းမိမိစိတ်ကြောင်းကိုပြောနေတယ်အယောင်ကလည်းလေကိရိတာဝေးသလိုနီးသလိုထင်တယ်ဟဲ့တန်တန်နမိတ်ကလည်းယောဂီရဲ့စိတ်အကြောင်းပြောနေတာဟုတ်ကလားယောဂီတို့စိတ်စီလုံးရင်သူပြတာတစ်မျိုးလေးပါယောဂီတို့စိတ်မစီလုံးရင်မပြတာတစ်မျိုးဖြစ်ပါလိမ့်မယ်ပြီးတော့ယောဂီတို့စိတ်ရှုွက်တဲ့မဆိုင်နေဘူးအာယုံတော့ပါနေရင်နမိတ်ပြီးရှိမှာပဲဟုတ်ကလားဟင်ရှုွက်တဲ့ကိုဆိုင်ပြီးတဲ့ဖြည့်ဖြည့်မြင်တဲ့ယောဂီဒီနမိတ်ပြီးတူးမှာပဲဒါလည်းစိတ်ကြောင့်ပြောတာတယ်ဟဲ့တဏ္ဍာကလည်းစိတ်ကြောင့်ပြောတာပါအယောင်ကလည်းစိတ်ကြောင့်ပြောတာဟုတ်ကလားဗျာဒါကြီးကိုထင်တဲ့ထင်မြင်တဲ့မြင်နေပြီဆိုရင်တော့ဟုတ်ကလားဟင်ဘယ်နဲ့တော့ဟေးတဲ့ပြီးတကြကြီးတကြကြီးဖြစ်သွားပြီဒါတောင်းဘူးဖြစ်ဖို့လူသေးတယ်လေလောက်ရလိမ့်မယ်ဗျာယုံနာနှစ်ပါးဖြစ်ပြမြင်ဟုတ်ကလားထိတာလေးကဘယ်လိုတိတာလေးကဘယ်လိုရှုွက်ထဲမှာကိုတေချာကိုကွင်းကွက်ပြက်ထင်နေရမှာတွေးယူလို့မရဘူးကိုတွေးဆိုကိုတွေကတွေးရမှာလေရှုွက်ဟာတကူလုံးရဲ့ကိုသားထင်တယ်ဒီတက်ကတွေးရမယ်ဟုတ်ကလားဗျဒီတက်ကတွေးနေတဲ့တဖွာဝတီနဲ့အထီလေးနဲ့အပီလေးနဲ့ဒါကြည့်ရင်လည်းအဲ့ဒီတက်ကပွဲရမှာကြည့်တယ်ပဲအဲ့ဒီကနေပြီးတော့တို့တာမတနာဆိုတဲ့ညာ30လောက်ဒီမှာခဏတို့ဘူလောင်းစာမှုပဲဖြေတော့မရှိသေးတယ်ဖြေသေးဆိုတော့ဥရိယဘုရားညာရောက်လာတဲ့ပုဂ္ဂိုလ်ကြတော့တကယ်ကိုတရားထက်လာပြီတကယ်လို့ဟုတ်ဖြစ်တယ်လို့အဲ့ဒီယုံလာဒါဆိုကိုယ်ပိုင်တရားတယ်နဲ့အငှားတရားမဟုတ်တော့ကိုယ်ပိုင်တရားကိုယ်ပိုင်အားတရားသွားရှိတာလေအဲ့ဒီခါကျမှပူဖြစ်မယ်ဟုတ်ကလားဗျာအဲ့တော့ဒါဘူဒီပြောတာပါအဲ့တော့တို့ဒါဘူတက်ပုံအဆင့်ပြောတာလေအဲ့တော့တရားဘူဖြစ်ရင်ဟိုပဲဝရိယရဲတင်လာရင်ဝရိယလည်းတစ်ဆင်းဆင်းလည်းတို့ဒီလိုပဲနောက်ကဘူဒီပဲတက်ဖြစ်ရမှာတယ်ဟဲ့ငါးခုလုံးဒီလိုပဲတက်ဖြစ်ရမှာတစ်ခုပြီးတစ်ခုငါးဦးလုံးတော့ချက်ချင်းဘူဖြစ်မှထင်မှုဟဲ့တစ်ခုပြီးမှတစ်ခုယာရုတက်ရမှာတယ်ဟဲ့ဟုတ်ကလားဗျာအဲ့လိုသွားရမယ်အဲ့တော့တို့မနေ့ကပြောခဲ့တာယုံကြည်ဖို့အရေးကြီးဆုံးတယ်ယုံကြည်မှရဲတင်ဝရိယဆိုပါဠိစကားဗမာလိုရဲတင်လာပြောတာဟုတ်ကလားယုံကြည်မှရဲတင်ပြီးဟုတ်ကလားဝိရဏံဘာဝဝိရိယောဝိရဏံရဲရင်တော့သူတို့ဤဘာဝဖြစ်ဝိရိယောရဲရင်တော့သူတို့ဤဖြစ်ယုံကြည်မှရဲတင်တယ်ဟုတ်ကလားဗျာအဲ့တော့ယုံကြည်မှုဒီအရေးကြီးဆုံးယုံကြည်မှုဘလောက်ယောဂီတို့ကောင်းတယ်လဲဆိုတာမိမိဘလောက်ရဲတင်တယ်လဲဒါနဲ့ဟုတ်ကလားအဲ့တော့ဘာတော့လုပ်ငန်းစိတ်သေးကလာသေးလားနာကျင်ကြိုက်ခဲမှုကလာပါတယ်ဗျာအဲ့တော့ဘယ်နဲ့တော့ရဲသလားမရဲဘူးလားဘယ်လိုတော့များအဲ့ဒီမှာဘယ်လိုရဲတင်းနဲ့သူ့ကိုဆက်ဆံပြီးတော့ကြော်သွားနိုင်တယ်လဲဟုတ်ကလားနိုင်ရောလားဟာနောက်ကနိုင်တဲ့နိုင်ရောလားဟောဗျာအဲ့နေရာပြောတော့တရားမနိုင်ဘူးတော့ကနိုင်တဲ့ယုံကြည်မှရဲတင်တာရဲဒရာအပလောက်ကောင်းမကောင်းဆိုအဲ့ဒီမှာကိုတတိကူအဲ့လိုအခက်ခဲနဲ့တွေ့မှသိရတာထင်တယ်ဒီလိုမှတ်လို့ကောင်းတာတော့ဘယ်သူသိမှာလဲတော့အဲ့လိုမှတ်လို့မကောင်းလို့အန်တရခက်ခဲနဲ့ကြုံတဲ့အခါမိမိတတိဘလောက်ရှိသိနိုင်လေဟုတ်ကလားဗျာယုံကြည်မှရဲတင်တယ်ပြောဗျာခဏတော့မဟုတ်တာနဲ့ပြောမှကောင်းမှာပါမဟုတ်တာနဲ့ပြောမှခဏမှမနေမှာမဟုတ်တို့ယောဂီမျိုးသားတွေပြောမှကောင်းမှာပါတို့ရွာထဲမှာကောကာလာသာဘဝတုံးကဘယ်နဲ့တော့ကာလာသမီးတွေလျှောက်ပြီးတော့မလေ့လာဘူးလားလေ့လာလားတွေ့နေတဲ့ကာလာသမီးတွေတဲကမိမိနဲ့ဟုတ်ကလားသဘောချင်းတိုက်ဆိုင်မဲ့ကာလာသမီးကောခင်ဗျားတို့မတွေ့တတ်ဘူးလားကာလာသမီးတွေအများကြီးတဲကတယောက်တော့တွေ့ရမယ်ဟုတ်ကလားအဲ့တော့သူနဲ့ပေါင်းတင်လို့ရှိရင်တော့သူနဲ့သာအတူတူတတိဘွားတဲ့အိမ်တော်ထောင်ရလို့ရှိရင်တော့ငါဘဝပါတောင်းပါရရှိမယ်လို့ယုံလားမယုံဘူးလားယုံပါဗျာ
ဟုတ်တယ်ယုံတယ်မှန်တယ်မှန်ဤဟုတ်ဗျာယုံမပြားခင်ဗျားတို့ယုံတော့သူထိုင်ကြည့်နေလားဟိုလိုက်ကြိုးစားပါဟင်နည်းနည်းယုံတော့ဘယ်နဲ့တော့ဟိုကတခွန်းတော့ပြောတာနဲ့ပက်ကနေပြောတာနဲ့ဟုတ်ညင်လို့လားနင်တို့ဟာမလားဟိုအယုံနေတော့လေဟင်အယုံများတော့ဘယ်နဲ့တော့ဟိုကပက်ကနေပြောလိုက်တော့နောက်ဆုံးလားဟာရှေ့တူဟုတ်ပြီတိုးပြီရဲပြီဟုတ်ဗျာဟင်အယုံတော့ရဲရရဲတော့အဲ့လိုရဲတင်းတင်းဖြစ်နေလို့ရှင်ခဏတတိယဟောသူဘယ်ချင်းတော့ခဲသူဖတ်တတ်တယ်ဘယ်ချင်းတယောက်ထဲတော့တတိယဟောအမမဲ့ကြီးနေတာသလားအမမဲ့ပဲလားသူဘယ်ချင်းထွက်တတ်တယ်သူတယောက်ထဲဘယ်ချင်းသွားတတ်တယ်ဘယ်နဲ့တတိယဟောကြည့်လားဟာတော်တော်များဟင်ညဗျာတတိတွေလည်းအိမ်မှာဟင်ဟောယုံတော့ရဲဟောရဲတင်းတော့ဟောနောက်ကတတိလည်းလိုက်လာတာထင်တယ်ဟဲ့လိုက်ဗျာအဲ့တော့ဒီလောက်ထိတတိလိုက်နေမှာတော့သွားလဲဒီစိတ်သွားလဲဒီစိတ်အိမ်မက်တောင်စုပဲမဲ့မှာကဲတမာရီယာဟောဗျာဘာလို့ကြီးတာတော့ဗျာတို့အကြီးတရားပြောလို့လားဟင်အမှန်လားပြောတာဟောဗျာစားလဲဒီစိတ်သွားလဲဒီစိတ်အမေအိမ်မက်ထဲတော့လာသေးတီးလိုက်တဲ့တမာရီယာဟဲ့တမာရီမဟုတ်ဘူးလားဟုတ်ကလားအဲ့ဒီချင်းတခြားကဟိုတို့သမီးတွေဘယ်ရွာကဘယ်နဲ့ကဘယ်လောက်လာဘယ်နဲ့တော့ဂရုစိုက်သေးလားအာယုံကြည့်သေးလားမပြုဘူးတယောက်ဖူမတယောက်ဟာငဲလိုက်တာသမာဓိကလည်းကျုပ်ကနေမှသိတဲ့နေတာဟုတ်ဗျာတဲ့တာပြောတာဗျာဟုတ်လားဟင်ကျုပ်ပြောတာမှားလို့ခဏကြည့်တာလားဟုတ်ကလားဗျာအဲ့တော့အဲ့လောက်ထိတတိယရှိနေရင်သူကမြောက်ပြောမှရမယ်သူ6ပြောရမယ်သူ့ကိုထင်ကြီးအောင်ပြောရင်ရမယ်ဆိုတာဒီလိုကခင်ဗျားတို့ပညာလေးရဟောဘာမပါလာဘူးလားအဲ့လေပညာလည်းပါလားဗျာဟင်သိလာတယ်ဘယ်လိုပြောဘယ်နဲ့ဆိုတာဟောအကျော်သိလာတာထင်အကျော်သိလာတာဓာတ်သိလာတာသဘောသိလာတာအတူတူပဲခင်ဗျာအဲ့ဒါပညာရှိတဲ့ဟုတ်ကလားဗျာအဲ့ဒါဟိုတို့ရည်သားဖို့ဘုံ9ယောက်လို့ခေါ်တယ်မှတ်ထားဟုတ်ဗျာဟုတ်ဗျာအဲ့လိုကမဖို့ခိုးကလည်းသဘောကျပြီဆိုပါတော့လက်ခံတယ်ဆိုပါတော့သူ့မိသူဖာလည်းရိပ်မိသွားတယ်သိသွားတယ်ဟင်ဒိုမိဒိုဖာလည်းရိပ်မိသွားတယ်သိသွားတယ်အဲ့တော့ဟိုဘက်ကလည်းသဘောမတူဘူးဘယ်လိုသားမျိုးဘယ်နဲ့သားမျိုးဒီဘက်ကလည်းသဘောမတူဘူးဟုတ်ကလားဗျာနှစ်ဖက်လုံးကသဘောမတူဘူးနောက်ဆုံးဟာဟင်ဘယ်လိုရဲသလားမရဲဘူးလားရဲပါဗျာရဲလားဗျာအဲ့တော့တည်းခင်ဗျာအဲ့လောက်ရဲရင်ဟိုသူ့မောင်သူ့ဖားရညီနေမနေနဲ့ဓာချင်းချင်းနဲ့လာရဲလာကြည့်ဟုတ်ကလားဟင်ဘယ်လိုကြီးကိုဘယ်နဲ့ကြီးကိုနဲ့တခါတည်းဓာချင်းချင်းနဲ့နောက်ဆုံးဟာရဲလိုက်တာဗျာဟင်ရဲလိုက်တာဗျာဟင်အဲ့လိုဒုတ်ကျင်းဓာချင်းဟိုလည်းကျင်းနေတယ်ဟုတ်ကလားသူကခင်ဗျားတို့ပဲကျင်းတယ်လို့ဟိုလေနင်းအနေမတလို့နင်းအထိုင်မတလို့နဲ့ဟိုလေသူတို့ပဲလည်းဖိမှာပဲဟင်မိဘကလည်းသမီးဖိမှာပဲဟုတ်ကလားမောင်နေဖားရလည်းသူတို့နှမသူတို့မှဖိမှာပဲအဲ့တော့ဟိုကလည်းစိတ်မချမ်းသာဘူးအဲ့တော့ဟိုညပဲချင်းလာခဲ့ပါချွေညာဟင်ဟိုကလည်းဒုနဲ့ကိုဆင်းနေဆောင်နေတယ်လာပါစေလာရင်တော့ဒီကောက်ဟင်ဒီကောက်ရောက်ပဲနေနေဟိုကလည်းသိချလိုက်ကြအိမ်ဘူးနော်ဟိုကအဲ့ဒီကြတော့ဟိုကလည်းဟိုကြတော့စိတ်ကြီးတော့ထွက်ပေါက်ကြနေပြီလာပြီးဘယ်ချိန်ခေါ်လှဲ့ပါလို့ပြောမယ်နောက်ဆုံးမလားဟိုကနိုးပါရင်ခဏသိမယ်ဟုတ်ပါပြီဟုတ်ကလားဗျာလုတ်ပြမယ်ဒီဥပုသ်ဆံခင်ဗျာခင်ဗျားတယောက်နေမှာပါတို့ကျန်တဲ့ယောဂီတွေတော့နောက်ဆုံးမှာမဟုတ်လားဟင်ဟိုတယောက်ကြီးခဲမလုပ်တော့ရာပြန်မယ်ဟုတ်ကလားဟင်မရချင်းနေဒီလိုပဲလားကျန်တဲ့ယောဂီတွေကမဟုတ်ဘူးသူကဥပုသ်ဆံဘက်ကကြီးလည်းမော်ပေးကိုမှာဗလားဟောလည်းမဟုတ်ဘူးတဲ့ဟုတ်ဘူးတဲ့ဟင်
era ကြတော့အသေးခံပြီးတော့ကိုပဲနေတော့ဖိသိချင်းသိပါသိယုံကြည်သလောက်ရဲတင်းလာတယ်အဲ့တော့ယုံကြည်ချက်နဲ့ရဲတင်းချက်ဟာတွဲရဲဆိုတော့ဒီလောက်ကိုသဘောပေါက်ဟုတ်ကလားအဲ့တော့တို့ပါတော့ဟဲ့မရဘူးတော့ကလည်းဒီဘူ9ယောက်ခေါ်ပိုးရတာပါပဲဟုတ်ကလားဒီတိုင်းနဲ့စီးပွားရေးရှာတော့ဒီဘူမပါပဲရပါလားဒီစီးပွားလဲယုံကြည်မှရဲတင်းလာအဲ့တော့တခြားလောကီကိစ္စတွေဘာလို့ဒီဘူမပါပဲပြီးတာမရှိပါဘူးဗျာအဲဒီဘူပါမပြီးဟုတ်ကလားယုံကြည်မှရဲတင်းပြီးဟုတ်ကလားရဲတင်းရင်ဟိုဘက်ကတတိယလည်းပါတော့မှာပဲတမာရီလည်းပါတော့မှာပဲပညာလည်းပါတော့မှာပါပဲဟိုသုံးခုကဒီတော့ဘီဥဆိုင်နေကြမလို့ပါအရေးကြီးတာယုံကြည်မှုနဲ့ရဲတင်းမှုထင်တယ်ဒါနှစ်ခုရှိလာရင်ဟိုဘက်ကျန်ရကဟိုအလိုလိုလိုက်ပါမှာပဲဟုတ်ကလားဗျာအဲ့တော့ခင်ဗျားတို့တရားအားထုတ်ရတာလွယ်ပါဗျာမရဘူးဘူ9ယောက်ဒီခေါ်ပြီးခိုင်းလိုက်ရုံပါဟုတ်ဟင်ဟိုမရဘူးတော့ကဘူ9ယောက်မရှိဘူးလားလာကြောင်းကွာငါကြည့်တော့မနိုင်မင်းတို့9ယောက်ဟင်မရဘူးတော့ကဘူလေးကိုဒီတရားပူတော့ပြန်ခေါ်အောင်ပါပြန်ခေါ်အောင်ပါတယ်ပြန်ခေါ်အောင်ပါတယ်ခင်ဗျာပါဟိုအတားကြတော့ဟိုဘာလာဆိုအတားကြတော့ဘယ်လိုအိမ်ထားတဲ့သူများခိုးမှာဆိုလို့တဲ့အတားကြခဏယူလာတာမဟုတ်လားဘူကြတော့ကျန်းခေါ်အောင်ပါဘယ်လိုတော့မြာဒါပြင်ကဲဟိုအတားနဲ့ဟိုအသွားကိုဘသူအားကိုးနေတယ်လဲဟုတ်ကလားအတားကြတော့နေရာတကပါလာတာတယ်ဟိဘယ်သွားဒီအတားခေါ်လာတာရိတ်တာသွားတာတော့ခင်ဗျားတို့အတားကြီးယူလာဘူကြတော့ဘယ်နဲ့တော့အသွားကြတော့ဘာဖြစ်လို့တော့လုတ်ကြောမဲ့တိုင်းခင်ဗျားတို့ရိတ်တာတဲ့လာတာဟိုသွားမလို့လာတာလားတားမလို့လာတာလားဘယ်လိုဟုတ်ပါဘူးဗျာကျုပ်ကတော့တားမလို့လာတာလို့ကြားတာပါပဲဟင်အဲ့တော့တို့ဒီအင်အား5ပါးဒါခင်ဗျားတို့လက်ထဲရှိပြီးသားပဲမဟုတ်ဘူးလားမရှိတာလားရှိပြီးသားမသုံးတာပဲရှိတယ်အဲ့တော့ဒီအားမှမပါလို့ကတော့ယောဂီကိုအဲ့ဒီဇံကြီးရှိတိုးမှာမဟုတ်ဘူးဟုတ်ကလားဗျာအဲ့တော့ဒီဇံရဲ့အတော်တိုးခြင်းဟုတ်ကလားဇံဆိုတာလည်းဒီကိရိတာရှုံးနေပြီးသွားတာပြောတာထင်ပါတယ်ဟိုမက်ကင်လို့ခေါ်တဲ့မက်ကင်ရင်ကြီးဒီဖြစ်ပျက်ပေါ်ကနေပြီးတော့ဟိုမက်ကင်ရင်ကလည်းပွားမှာတယ်လေဇံကတော့ယောဂီတို့ရှုပ်တဲ့တွေ့နေတဲ့ဖြစ်ပျက်ဆိုတဲ့ဒီပရမလန်းပေါ်ကပွားမှာတယ်လေအဲ့တော့မက်ကင်ရင်သွားခြင်းရောဒီအားမပါဘဲနဲ့သွားလို့ရမလားမရဘူးအဲ့တော့ယောဂီတို့ဘက်ကပါလို့အပါတော့အဲ့ဒီယောဂီတို့လက်ထက်ရှိနေတဲ့အားဒီကိုထုတ်သုံးဖို့ဒါပဲရည်ကြီးဒါကိုပဲအားထုတ်ပါလို့ပြောတာတယ်ဟုတ်ကလားခင်ဗျားတို့ကိုယ်တိုင်ကတော့ဘယ်လိုပြောတော့ဟိုရွာကလာတော့ကအားထုတ်လို့လာတာကိုဒီလိုပြောလားဘယ်လိုပြောတော့အားထုတ်လို့ဒီဘယ်ညသွားထုတ်လိုက်တာတော့ခင်ဗျာအားကြီးဘယ်ထုတ်လွဲနေတာတော့ထုတ်ကြရောမယ်ဗျာဘယ်သွားထုတ်တော့ဘယ်လိုဗျာအိမ်မှာသွားထုတ်တယ်ခင်ဗျာမဟုတ်တာတော့လုပ်ကြရောပဲခင်ဗျာပြောတော့ခင်ဗျားတို့အားထုတ်မလို့ပြောတာအားထုတ်မလို့ဆိုဒီအားတွေထုတ်သုံးတာပြောတာဟုတ်ကလားဒီယုံကြည်ချက်ဒါစိတ်အားတွေထင်တယ်ဟိစိတ်ဓာတ်တတ္တိထင်တယ်ဟုတ်ကလားဒါစိတ်ဓာတ်တတ္တိကိုပဲအင်အားလို့ပြောတာမဟုတ်ဘူးလားအဲ့တော့ယုံကြည်ချက်ဟုတ်ကလားဗျာပြီးတော့ရဲတင်မှုသူတို့နှစ်ခုအရေးကြီးဆုံးပဲဒီနှစ်ခုတောင်ယုံကြည်ရင်ရဲတင်မှာပါပဲယုံကြည်မှုတစ်ခုကအရေးကြီးဆုံးထင်တယ်ယုံကြည်မှုအရေးကြီးဆုံးဗျာဟုတ်ကလားအဲ့တော့တို့ကိုမယုံလို့ရှိရင်သူများနဲ့တက်ပြန်ပါဟုတ်ကလားဟိုရှိကဘုရားရှင်ကြီးဟောမရှိဘူးလားဘုရားရှင်ရဲ့နောက်ကနေပြီးဘုရားပေးတဲ့ဤတိုင်းလိုက်သွားတဲ့အရိယာရှင်သခင်တွေဟောမရှိဘူးလားသူတို့လည်းပဲဟုတ်ကလားဒီယုံနဲ့ဒီနံဒီလိုဒုက္ခခံပြီးအောင်ကျယူသွားတာဒီလိုတက်ပြန်လိုက်ရင်တို့ယုံကြည်ချက်ကိုတင်းမလားဘူးလားဟုတ်ကလားကိုကြည့်မနိုင်လို့ရှိရင်အထက်နဲ့တက်ပြန်ပြီးပါဟုတ်ကလားကြည်ကြည်ဘုရားရှင်နဲ့အရိယာများကောဟုတ်လားဒီယုံနဲ့ဒီနံဒီလိုပဲဒုက္ခခံပြီးတော့အောင်ကျရောက်အောင်ယူသွားပြီဟုတ်ကလားအဲ့တော့တို့ကဒီယုံနဲ့ဒီနံဒီလိုဒုက္ခခံရမှာတော့မဟုတ်ဘူးလား
ဟုတ်ကလားအဲ့တော့တို့ဒုက္ခခန္ဓာယုံကြည်ချက်ရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်ယုံကြည်ချက်ကိုရှိကိုရောငဲ့သလားဟိစိတ်ကိုရောညာသလားကိုလည်းမငဲ့ဘူးသိလည်းမညာဘူးဟုတ်ကလားတို့ခုနကတတ်သား၁၀ယောက်တည်းကအစွာဆုံးသူလာတယ်ရတရားရှိတတ်ချက်ဖြစ်မှာမဟုတ်ဘူးလားအဲ့တော့တတ်ချက်ဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်လည်းကိုလည်းမညာပါဘူးစိတ်လည်းမညာပါဘူးအဲ့လိုကိုလုံနိုင်မှရတာထင်တယ်ဟိဟုတ်ကလားဗျာရှိလောင်းတော်များလဲဒီလိုလှုပ်ပြီးဒီလိုအောင်ချက်ရသွားသေးတာဟုတ်ကလားငါလည်းပဲဒီလိုလှုပ်ရင်ဘာလို့မရမလဲဒီလောက်တော့ယုံကြည်ချက်ကလေးတင်းပေးပါကဲနာကြစို့